Down the count, down the count. ဒါကတော့အောင်တိတ်အောင်နမိတ်နဲ့နော်ဖွတ်တွေကြောက်တဲ့ဒေါင်းပဲဖြစ်ပါတယ်ဒါဖွတ်ကြောက်ဒေါင်းလို့ခေါ်ပါတယ် Put your down. ဒီမှာဆိုရင်ဒီလိုဒေါင်းတဲ့ဟွာကိုဖွတ်ဆိုတဲ့ကောင်တွေဒီအရန်ကြောက်ပါတယ် Payama Pumani, no? Payama down when ဘယ်မှာဖွတ်မလို့ဘယ်မှာဒေါင်းဝင်းနေတယ် yeah. အော်ရှိတောင်းတော်တော်မြင့်တာပဲဟောဒီအောက်မှာသူတို့တူးချဲကိုလုပ်ထားတာ Okay. ဒီမှာနိုင်ငံနော်နိုင်ငံဟိုနေ့ဖြစ်တော့ကောင်းတော့သူတို့တဘာရှုခင်းတွေကိုတိုင်းပြည်အတွက်ဝင်ငွေရအောင်သူတို့နိုင်ငံသားတွေအတွက်အလုပ်အကင်တွေရအောင်အကုန်လုံးဖန်တီးပေးနိုင်တယ်ကျွန်တော်နိုင်ငံမှာဟိုရက်ကတင်းနိုင်တိုင်းကိုကျွန်တော်တို့တွားတယ်ဒီထက်လှတဲ့ရှုခင်းတွေဒါပေမဲ့ခြုံနွယ်တောတောင်ကြားထဲမှာအကုန်လုံးဘာမှအကျိုးမဝင်ဖြစ်နေဒီမှာကျတော့ကြည့်သူတို့လှတဲ့ဟာလေးကိုကတ်ပြီးတော့ဒါဒီဖျားဆိုရင်ကျွန်တော်လေ့လာကြည့်တာဟိုရှေးဟောင်းတမိုင်းဝင်မဟုတ်ဘူးနော်ရှေးဟောင်းတမိုင်းဝင်မဟုတ်ပေမဲ့ဒီနေရာကိုလာတည်ပြီးတော့ကိုနေ့ကပြောသလိုလေချင်းပတ်ချင်အောင်ဆွတ်ဆောင်ထားတဲ့ခီးတွားတွေကိုပြီးလို့ရှိရင်လည်းကိုနေ့ကပြောဒေသခံတွေအတွက်လည်းအလုပ်အကင်တွေရသွားတယ်နော်အဲ့တော့အစအောင်ကကျွန်တော်ဒါရှေးဟောင်းဖျားအောင်မလို့ရှေးဟောင်းဖျားမဟုတ်ဘူးနော်ကျွန်တော်တိုင်းပြည်မှာလည်းနိုင်ငံတိုးတက်ဝိုင်းပြဒီလိုမျိုးရှုခင်းတွေအများကြီးရှိတယ်အောင်ဓမ္မဆိုတာတရုတ်ပစ္စည်းတွေပေါ့နော်မှန်စီရွှေချထားတာအလုံးပေါင်း9000လားမသိခံပြီးပြီးတော့ Ngatan, Queen Ngatan. ခွေ9တန်းလားခွေ9တန်းဖန်ပြီးပြီးတော့ဒါအလှဆင်ထားတာပေါ့